ဘယ်မင်းသမီးမှမလုံးနိုင်တဲ့အလူမျိုးနဲ့သွေးသားမတော်ဆက်တဲ့ဝန်ထမ်းကိုအမွေအလုံးခွဲဝေပေးမဲ့မြတ်သူကတော့လက်တလောဆိုရှယ်မီဒီယာပေါ်မှာလူအများရဲ့အာရုံစိုက်ခြင်းကိုခံနေရတာဖြစ်ပြီးကိုယ့်ရဲ့အမွေတွေသွေးသားမတော်ဆက်တဲ့သစိမ်းတယောက်ကိုလှူပေးနိုင်တဲ့စေတနာသဘောထားတွေကြောင့်အားလုံးကမှင်သက်အားတင်နေရတာပါမြတ်သူကကိုဆိုင်ထက်မြက်နဲ့လက်ထပ်ပြီးချိန်မှာလေသားသမီးမထွန်းကားခဲ့ပဲဇနီးမောင်နှံနှစ်ယောက်တည်းစီးပွားရေးလုပ်ငန်းတွေလုပ်ကဘဝကိုအေးအေးချမ်းချမ်းဖြတ်တန်းနေခဲ့ကြတာပါဒီလိုဖြတ်တန်းနေရကနေသူတို့ရဲ့စိန်ရွှေရတနာဆိုင်မှာအလုံးလုံးနေတဲ့ဝန်ထမ်းကောင်မလေးချူချူကိုဝေစားအမွေခံသမီးအဖြစ်ဝေစားတော့မယ့်အကြောင်းကိုအတိပေးကြေညာလာခဲ့တာဖြစ်ပါတယ်အခုလိုမွေးစားဖို့အစီအစဉ်ရှိကြောင်းကိုအရင်ကတည်းကကြေညာခဲ့ပေမဲ့လည်းတရားဝင်မွေးစားလိုက်မယ်လို့မထင်ခဲ့ကြပါဘူး။ဒါပေမဲ့မြတ်သူကတော့ဝန်ထမ်းကောင်မလေးကိုသူမရဲ့အမွေဆက်ခံသူအဖြစ်ရှေ့နေတွေနဲ့တည်တည်ချာမွေးစားဖို့ဆုံးဖြတ်ခဲ့ပါပြီ။အခုလိုတရားဝင်မွေးစားကြောင်းကိုလည်းလာမယ့်ရက်မှာပဲ Novotel ဟိုတယ်ကြီးမှာအခမ်းအနားကျင်းပပြီးတော့ကြေညာသွားမှာဖြစ်ပါတယ်။အခုလိုဆွေမျိုးမတော်ဆက်တဲ့သစိမ်းတယောက်ကိုမိဘမြတ်တာပေးဖို့ဆုံးဖြတ်ခဲ့ကြတဲ့မြတ်သူတို့ဇနီးမောင်နှံအပေါ်အမြင်လေးကိုပြောပြပေးခဲ့ကြပါအောင်ခင်ဗျာ။ရည်ရှုပေးခဲ့ကြလို့ကျေးဇူးတင်ပါတယ်ခင်ဗျာ။